ချမ်းသာတွေတည်းမဲ့မြတ်စွာဘုရားကချမ်းသာ၄မျိုးထောက်ပြထားတာရှိတယ်ကိုယ်မှာပစ္စည်းဥစ္စာတွေရှိတယ်ရှိလို့ရှိတာကိုအာရုံပြုပြီးတော့လူတွေရောစိတ်ထဲမှာမကြည်နူးလားဆိုကြည်နူးတယ်လေရှိတာကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာမှုရတယ်အဲ့ဒါကိုအဋ္ဌိဒုက္ခအဲ့ဒါလည်းအမြဲရှိနေမှာရှိတုံးသာချမ်းသာဒုက္ခရနိုင်တာမရှိတော့ဘူးဆိုရင်ချမ်းသာဒုက္ခမပေးနိုင်ဘူးနောက်တစ်ခုကဘာလို့ဆိုဘောဂဒုက္ခပစ္စည်းဥစ္စာကိုအသုံးပြုလိုက်ရတဲ့အခါမှာချမ်းသာတာအဲ့တော့မသုံးရတဲ့အခါမချမ်းသာဘူးဆိုရင်အဓိပ္ပာယ်တစ်ခုရပြန်နောက်တစ်ခုကတော့အာနနယဒုက္ခလေကြွေးကင်းတဲ့ချမ်းသာအဲ့ကြည့်လိုက်ကိုယ်မှာကြွေးတွေတင်းနေတဲ့ပုဂ္ဂိုလ်ကဘလောက်ချမ်းသာငါကြွေးတွေဆက်အောင်ငါကြွေးတွေဆက်အောင်ကြွေးရဘလောက်ရှိနေတယ်တွေးလိုက်တိုင်းပူနေမှာပဲလေအဲ့တော့ကြွေးကင်းတဲ့ပုဂ္ဂိုလ်ကြတော့ဘာမှသူများစီကကြွေးတပြားမှမရှိဘူးဆိုစိတ်ကိုချမ်းသာအာနနယဒုက္ခလို့ခေါ်တယ်အဲ့ဒီချမ်းသာတွေဟာတခဏအခိုက်အတန့်လေးတွေရတဲ့ချမ်းသာတွေပဲထာဝရရနိုင်တဲ့ချမ်းသာမဟုတ်ဘူးထာဝရရတဲ့ချမ်းသာကဘာလို့ဆိုရင်အနဝိဇ္ဇဒုက္ခတဲ့အပြစ်ကင်းတဲ့ချမ်းသာလူတယောက်ဟာအပြစ်ကင်းပြီဆိုရင်အပြစ်ကင်းမှုကိုအကြောင်းပြုပြီးအိပ်ရင်လည်းချမ်းသာတာပဲနော်ထိုင်နေလည်းချမ်းသာတာပဲသွားနေလည်းချမ်းသာတာဘာလို့လဲဆိုငါဘာမှလုပ်တာမဟုတ်ဘာအပြစ်မှငါမရှိဘူးဆိုကြည်နူးနေကြောက်เสียရလည်းမလို့ဒီလိုတွေဖြစ်တာပေါ့အာနနယအနဝိဇ္ဇဒုက္ခလို့ခေါ်တယ်